ဒီတက်စီဒရိုင်ဘာဟာအယူတယောက်လိုအချိန်ပြင်းပြင်းမောင်းနေပေမဲ့သူဟာကမ္ဘာအမြန်ဆုံးတက်စီဒရိုင်ဘာဖြစ်နေတာကြောင့်ရဲတွေလည်းဘာမှမလုပ်နိုင်ခဲ့ပါဘူးဒီတစ်ချိန်မှာတော့သူဟာပြင်သစ်ဘောလုံးကျယ်ခွင့် Gigri CC Jebloxes ဆိုတဲ့အထူးဧည့်သည်တဦးကိုတင်ဆောင်လာခဲ့တာပါကမ္ဘာဖလားပွဲစဉ်စတင်မှု6မိနစ်ပဲလိုတော့ချိန်မှာဒန်နီယယ်ဟာကီလိုမီတာ30အကွာမှာရှိတဲ့အားကစားကွင်းကိုအရောက်မောင်းနေရမှာဖြစ်ပါတယ်အချိန်သက်သာစေဖို့အတွက်သူဟာခလုတ်တစ်ခုကိုနှိပ်လိုက်ပါတယ်သူ့ရဲ့ပူဂျိုး406 Future 406ကားဟာချက်ချင်းဆိုသလိုထိတ်တန့်တိုင်ကားတစ်စီးအဖြစ်ပြောင်းလဲသွားခဲ့ပြီးလိုင်စင်နံပါတ်ပြားတောင်ပြောင်းသွားခဲ့ပါတယ်9စက္ကန့်အတွင်းမှာပဲတစ်စီးလုံးပြည့်စုံစွာပြောင်းလဲသွားခဲ့တာပါစီစေးကအင်ဂျီလဲလို့ရမလားလို့မေးတဲ့အခါခပ်ပတ်ကိုတေချာပတ်ထားဖို့ပဲတတိပေးလိုက်ပါတယ်နောက်တစ်စက္ကန့်မှာတော့ဒန်နီယယ်ဟာလီဗာကိုအကုန်နင်းလိုက်ရာကားဟာမြားတစင်းလိုရှိကူဒုံဆိုင်ပြီးထွက်သွားပါတယ်ပန်းတိုင်ရောက်ဖို့အမြန်လမ်းပေါ်တိုက်ရိုက်မောင်းတင်ခဲ့ပြီးပုံမှန်အင်ဂျင်နဲ့တောင်သူ့ရဲ့မောင်းနှင်မှုစွမ်းရည်ဟာကားမှာတောင်ပံပေါက်မတက်ရင်ကြောကြားအံ့ဩဖွယ်အရှိန်နဲ့ကျော်သွားနိုင်ခဲ့ပါတယ်စီစီလည်းအခွင့်အရေးကိုယူပြီးဘောလုံးအင်ဂျီလဲလိုက်ပါတယ်အဲ့ဒီအတော်တွင်ရဲတွေစီအရှိန်လုံးမောင်းနှင်မှုတတိပေးချက်ရောက်ရှိသွားတာကြောင့်ရေဒါကန်ကင်ထားတဲ့အရာရှိတွေကိုလွှတ်လိုက်ပေမဲ့တက်စီကားကရော့ကတ်တုံးပြန်လို့ဖြတ်မောင်းသွားခဲ့ပါတယ်ကားရဲ့အရှိန်ဟာတနာရီမိုင်300မကရှိနေခဲ့ပါတယ်မိနစ်အနည်းငယ်ကြာမှအားကစားကွင်းစီရောက်ရှိခဲ့ပေမဲ့ကားပါကင်ဝင်ဝဟာလုံးဝပိတ်ဆို့နေခဲ့ပါတယ်။ကွင်းအတွင်းမှာတော့ဒိုင်လူကြီးကပွဲစတော့မယ်လို့ကြေညာနေပြီဖြစ်တာကြောင့်ဒန်နီယယ်ဟာရဲရင်နဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူဟာတက်စီကိုဘောလုံးကွင်းအတွင်းထဲအထိတိုက်ရိုက်မောင်းဝင်လိုက်ရာပရိသတ်တကွင်းလုံးစိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြပါတယ်။ပြေဝဆုံနေတဲ့ကားထရစ်ဒရစ်ဆွဲမှုရုတ်တရက် break အုံမှုတို့နဲ့အတူ9မိနစ်နဲ့စက္ကန့်50အတွင်းစီစေးကိုကွင်းထဲအရောက်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ကမ္ဘာအဆင့်မီအားကစားသမား PP စီစေးဟာဒီလိုကြောက်စရာကောင်းတဲ့စီးနှင်းမှုအပြီးမှာတော့မျက်နှာပြည့်ရင်ချင်းမရှိဘဲတည်ငြိမ်စွာကားပေါ်ကဆင်းသွားခဲ့ပါတယ်။ပွဲစဉ်စတင်ချိန်မှာတော့နှစ်တင်စလုံးအပြင်းထန်ရှင်ပြိုင်ခဲ့ကြပြီးစီစေးကအံ့ဩဖွယ်ကိုသွင်းယူကအနိုင်ရရှိခဲ့ပါတယ်။စီစေးကဒန်နီယယ်ကိုကိုယ်တိုင်ကျေးဇူးတင်စကားပြောကြားခဲ့ပြီးဒီကန်တဝင်းတက်စီဒရိုင်ဘာဟာနောက်တစ်ကြိမ်လူအများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပြန်ပါတယ်။ဒါပေမဲ့နောက်ထပ်အထူးဧည့်သည်တဦးထပ်မံရောက်ရှိလာခဲ့ပါတယ်။တာဝန်ကတော့10မိနစ်အတွင်းလေစိတ်ရောက်ပို့ပေးဖို့ပါဒန်နီယယ်ဟာသူစားလက်စာဆန်ဒိုဝစ်ကိုအေးဆေးစွာကိုအောင်စားပြီးမှခလုတ်ကိုနောက်တစ်ကြိမ်ထပ်နှိပ်လိုက်ပါတယ်။တက်စီကားဟာနောက်တစ်ကြိမ်ပြောင်းလဲသွားခဲ့ပြီးအချိန်ပြင်းပြင်းမြင့်လိုက်ရုံနဲ့တင်ခီးတဲ့ကိုလိုက်လံဖမ်းဆီးနေသူတွေကိုအဝေးမှာကြံရိတ်ခဲ့စေပါတယ်။ရဲတွေလည်းတတိထားမိသွားပြီးဒီတစ်ကြိမ်မှာတော့ပုံမပြင်ဆင်လာကတက်စီနောက်ကိုကတ်လိုက်လာပေမဲ့ဒါဟာဒန်နီယယ်အတွက်တော့အေးဆေးပါပဲ Nitrous အရှိန်မြင့်စနစ်ကိုအသုံးပြုပြီးရဲကားတွေကိုဖုန်တလင်းမှာထားရိတ်ခဲ့တဲ့အပြင်အမြန်ရထားကိုတောင်ကြော်တက်သွားခဲ့ပါတယ်။တာဝန်ကိုအေးဆေးစွာပြင်းမြောက်ခဲ့ပေမဲ့ဒီတစ်ကြိမ်မှာတော့သူ့ရဲ့အထူးဧည့်သည်ကြောင့်သူကိုယ်တိုင်အံ့အားသင့်မှိုင်တွေသွားခဲ့ရပါတယ်။